ယူရဖို့လူတွေမလို့လားအဲ့တော့ဥပမာတစ်ခုပြပြီးတက်ထားတော့ဆန္ဒလေးလည်းကိုလေးပါဆိုတော့လေးလည်းကိုလေးရှိပါဖြစ်ဖြစ်နော်ဥက္ကမကြီးရလည်းကဥက္ကမကြီးရဆိုတော့တော့ဘာဆောက်တယ်လဲအစ္စရိယံဘာလေအပုဒ္ဒဘာလေတရားတစ်ခုဆောက်တယ်အောင်အဲ့ဒီကတော့ရှင်ပြရတယ်ဒီတော့မှဆွေးကြီးပဲတသိန်းကိုထားလာပါလေဟုတ်လားဝိရောဝိလာတော့ပြမကြီးမကဲတော့ပြောထားလာတယ်ဗျာဟောကတ်တော့တယ်ဗျာဟုတ်လားဟုတ်ကဲ့မဲ့ဘာတော့လားသူထားလာတော့ပြောတာဗျာဒီလိုတော့တော့မဟုတ်ဘူးအဲ့တော့ပြတ်ချင်တော့ဟုတ်ကဲ့မဲ့ဒီဘလောက်ထားလာတယ်ဆိုတော့ငါပြသိလိုက်ကွာဟုတ်လားမသိဘူးလားပြသိရဘူးဘိုးတော်လည်းဥက္ကမနဲ့ထားလာတဲ့ဥစ္စာပစ္စည်းတွေဟာအချိန်မရွေးပစ္စည်းယူလို့တော့ဆင်းရဲနိုင်တယ်ဟုတ်ကဲ့လား